ပူဇာနှလုံးပြပြုံးဥစ္စာလူတကာလဲမေတ္တာမပွားညှင်းဆဲများလျက်အိပ်ဆက်မပြောညှိုးလျော်ကျင်းမြောင်မကောင်းအိမ်မက်ဝိတက်ပြာပါရှိသောခါမို့မေတ္တာပရိတ်ကြံစိတ်ရွတ်လို့ဆိုတဲ့အတိုင်းလူနာပုဂ္ဂိုလ်ချစ်ကြည်ညိုစေရန်မေတ္တာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ယတန္တုဘာဝတောယက္ခနေဝတတ္တင်တိပိသနံယမိစေဝါနုယောဇန္တောရတ္တိတိဝမတ္တန္တိတောဒုက္ခံသုပတိသုတ်တောသပါပံကေစီနပတတိဧဝမာတိကုဏုပေတံပရိတံဓမ္မနာမဟေကရဏီယမထာကုသလေနယန္တတန္တံပဒံပိသမစ္ဆတေကောဥဇုဇာတုဥဇုဇာတုဝသောသတ္တမုဒဝနာတိမာနီတန္တုတကောသသူပရောဇာအပကေသောသတံလောကဟုတ်တိတန္တိန္တရိယောဇာနိဘကောသအပကဘောကုလေတောနန္တုကိတောနာသဂௌဒမာစရေကေစီယေနဝိညုပရိဥပဝရေယောဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတတဝါထာဝရဝန္တဝတေတာဒီဃဝါယေဝမန္တာမစ္စည်းမာရတကနုကထုလာဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝါတံပဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တနာဘရောပရဏိကုဘေဒနာတိမေညေထကတ္တစီနကေစီဗျာရောတနာပရိကတေညာနိညာမေညတဒုက္ခမေစေယမာတာယတာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံဘိသဗ္ဗဗုဒေတုမာနတံဘာဝေအပရိမာဏံမေတ္တိဇာသဗ္ဗလောကသမိမာနတံဘာဝေအပရိမာဏံဩဒံဒောဇာတိရိယေသအတ္တံဘာဒံအဝိရမတ္တပတ္တံဒိဋ္ဌံဇရဏိသိနောဝတယာနောယဝတ္တတဝိဒမေတောဧတံတတေအဒိဋ္ဌေယဗြမမေတံဝိဟာရမိရမဟောဒိဋ္ဌေဇာနုပကမ္မသီလဝါဒတနေနတံပန္နောကာမေတုဝိနယကေတံနာယိဇာတောကဗ္ဗတေယပုဏ္ဏရေတိမေတ္တာသုတ်တံဩရခတုမေတ္တာသုတ်တံမေတ္တာသုတ်ပရိဒယဒေသနာတော်မြတ်သည်ဟောတုံမာကံပရိဒယစိတ်ဓာကြည်ပြိုနာယူကြညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြံမာစိတ်ချမ်းသာ၍လူနာများစွာချစ်ခင်လောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်း